ဆောင်ဖို့များတည်ပါသည်စိတ်ဓာတ်စီကကြိုက်ခိုင်စီလုံးသူရောက်စလုံးနဲ့ရေးပွဲလို့ထားသည်ဒီတရားသာအမတ်စိတ်နဲ့ခနေလို့ဖြစ်ချင်ရှာသည်ပြီးစိတ်ကြစေမည်ဤသူများတွေ့ရှိကယနေ့ဒီခိုင်လို့လို့များကခေါ်သည်သမီးကမတော်ထူထောင်မှုနဲ့နိုင်ငံဝန်ထမ်းများတို့တဲ့ဆွေကြီးညာပြီးရှင်သစ်စစ်ထားအာမန်များနဲ့ချီစိတ်ရောက်အောက်ခတ်ထားလို့မိရောက်ခန်း၌ကျဲပြူရှိသည်ပြေရွက်ကတိုင်းကြီးပတ်လေပညာစီထိုတိုင်းတွင်တိုင်းရှင်သိစထားရဲ့ဝင်စီခဲ့သည်ထိုတိုင်းထိတ်နိုင်ရှစ်ဆောင်လိုက်ကြကျေပြူကြောဝေချီ